ပစ္စည်းလေးကိုအရင်ဝယ်ရပါမယ်အရင်ဆုံးဝယ်သူက site 3 site လောက်ရှိရပေါ့နော်3ကိုကတရက်နည်းနည်းဒီစအိုကကြက်သားတွေကိုကြက်သားမှန်ညံရှိလာအောင်လို့ဒီလေ့ကျင့်ပေးရပါပေါ့နော်ဘာလို့ဆိုအိုကဟယ်လိုမိမတို့ရေမင်္ဂလာပါဒီနေ့ကတော့အနောက်ရဒုခီးသွားမယ်ဆိုတဲ့အကြောင်းလေးကိုကိုတီတလောက်လေးရှင်းလုပ်ပေးချင်လို့ပေါ့နော်ဒီနောက်ပိုင်းမှာလည်းဒီအကြောင်းလေးတွေကိုပြောတာတွေတွေ့လာရတယ်ပေါ့တွေ့လာတချို့များတော့အဖြစ်ကတော့တွေ့လောက်ကတော့အကုန်လုံးကဒီကိစ္စကြီးကိုလုံးဝယွန်စရာကိစ္စကြီးပေါ့နော်ကြောက်စရာကိစ္စကြီးလို့ပြောနေကြတယ်ပေါ့နော်အဲ့ဒါနဲ့ကိုလည်းစိတ်ဝင်စားရင်မှရှာကြည့်လိုက်တဲ့ချိန်မှာဒီကိစ္စကလည်းအရန်ကြီးကြောက်စရာယွန်စရာကိစ္စမဟုတ်ပါဘူးလက်ခံနိုင်တဲ့လူတွေကလက်ခံနိုင်တယ်လို့လက်မခံနိုင်တဲ့လူတွေကလည်းလက်ခံနိုင်တဲ့လူတွေကိုယွန်စရာအထူးဆန်းအနေနဲ့သူတို့မမြင်သင့်ပါဘူးပေါ့နော်ဒါကြောင့်မလို့ဒီဘယ်လိုပြောမလဲစိတ်ဝင်စားတဲ့လူအတွက်ကိုပေါ့နော်ကြိုတင်ပြင်ဆင်တင်တဲ့အကြောင်းအရာလေးကိုပြန်မှာကိုတီတော့လေး share လုပ်ပေးတာပေါ့နော်okay ဒီနောက်ရက်ကိုခီးသွားမယ်ဆိုလို့ရှိရင်တော့ကြိုတင်ပြင်ဆင်ကလောက်ထားမှပဲဒါကပျော်ရွှင်စရာကောင်းတဲ့အရာတစ်ခုဖြစ်မှာပေါ့နော်မလို့ရှိရင်တော့တရားရကြောက်စရာကိစ္စလို့ဖြစ်သွားလိမ့်မယ်။ Okay ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုလို့ရှိရင်ကိုကဒီပစ္စည်းလေးအရင်ဆုံးဝယ်ရပါမယ်။ Pub လို့ခေါ်တဲ့ဒီပစ္စည်းလေးပေါ့နော်။ဒီပစ္စည်းလေးကိုအရင်ဝယ်ရပါမယ်။အရင်ဆုံးဝယ်သူက site 3 site လောက်ရှိရပေါ့နော်။3 site စလုံးဝယ်ထားလိုက်မယ်ပေါ့နော်။ဝယ်ပြီးတော့ပြီဆိုလို့ရှိရင်ကိုကအချိန်တစ်ခုတော့ယူမှလောက်ရမှာဒီအိမ်မှာပေါ့နော်ကိုပါနေကိုပေါ့နော်ကိုပါနေကိုဒီအဆင်ပြေနေရေချိုကန်အိမ်ခန်းတို့မို့ကိုအဆင်ပြေတဲ့နေရာပေါ့နော်အိမ်မှာကိုကတရက်နည်းနည်းဒီစအိုကကြက်သားတွေကိုကြက်သားမှန်ညံရှိလာအောင်လို့ဒီလေ့ကျင့်ပေးရမှာပေါ့နော်ဘာလို့ဆိုအိုကကျွန်တော်တို့ကဒီဘယ်လိုပြောမလဲသူ့ဒီအထွက်ပဲရှိရပေါ့နော်အဝင်ကမရှိဘူးဝင်မရှိတဲ့အချိန်မှာသူ့ကိုရုပ်တရက်ကြီးအပြင်ကနေတခုခုထိုးထည့်မယ်ဆိုလို့ရှိရင်သူကငကိုရှိနေရတဲ့ကိုပုံမှန်ကြက်သွားမှာငကိုရဲနေဒီစအိုကြက်သားတွေကအရန်တင်းကျက်တဲ့ကြက်တာဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအရာဝတ္ထုတစ်ခုတော့ထိုးထည့်လိုက်မယ်ဆိုလို့ရှိရင်သူ့မှာသူကြက်တာမှန်ညံမရှိဘူးအထွက်ပဲရှိတဲ့အတွက်ကြောင့်မလို့အထွက်တက်ခါလွယ်ကူတယ်ဒါပေမဲ့အပြင်ကနေပြန်ထိုးမယ်ဆိုလို့ရှိရင်သူကပုံမှန်ကျုံမှပုံမှန်ညစ်ထားတာပေါ့နော်အဲ့ဒါဆိုအဲ့ကြွတာလေးတွေကိုပြေလျှော့လာအောင်လို့သူအချင်းတစ်ခုရှိသွားအောင်လို့သူ့ကိုမှတ်ဉဏ်ရှိသွားအောင်လို့ကိုကအထက်သူဒီထိုးထွင်းမှုလေးတွေကိုတရက်နည်းနည်းဒီ size လေးပေါ့နော်အသေးဆုံးကနေစပြီးမှသူ့ကိုထိုးထွင်းမှုတွေလုပ်ပေးပြီးမှသူ့ရဲ့ကြွတာမှတ်ဉဏ် okay ဒီကြွတာဒီအတင်ကနေလည်းပစ္စည်းတစ်ခုကထိုးထွင်းတတ်တယ်ဆိုတဲ့မှတ်ဉဏ်လေးရှိသွားပြီဆိုလို့ရှိရင်တော့ဒီ site 3 site လုံးကိုလက်ခံနိုင်တော့ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ partner နဲ့ကိုဒီစမ်းတက်လို့ရပြီပေါ့နော် okay စမ်းတက်မယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဝင်းမန်နေတဲ့သူအတွက်ကကိစ္စမရှိပြီမဲ့ဒီဝင်းမမှန်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဝင်းချူရပါမယ်ဒီအနောက်ရက်ကိုခီးသွားဟန်ဒီပေါ့နော်ဝင်းချူရပါမယ်ဝင်းချူပြီးလို့ရှိရင်တော့အဖော်မဖြစ်မနေသုံးရပါမယ်အဖော်သုံးတဲ့အခါမှာလည်းဒီအနောက်ပေါက်နဲ့အရှေ့ပေါက်ကိုနှစ်ခုစလုံးရောသုံးလို့မရပါဘူးအနောက်ပေါက်ကိုသုံးပြီးသွားပြီဆိုလို့ရှိရင်ဒီကွန်လုံးကိုချွတ်ပြီးမှဒီအရှေ့ပေါက်အတွက်ကိုအနောက်ကွန်လုံးတစ်ခုသုံးတင်ပါတယ်ဒီနှစ်ပေါက်စလုံးအတွက်ရောသုံးလို့မရပါဘူးဘာလို့ဆိုတော့ဒီအနောက်ပေါက်မှာကျတော့ဒီဘက်ထရီရအများကြီးရှိပေါ့နော်အဲ့ဒါကိုအနောက်ပေါက်မှာထိုးပြီးတော့အရှေ့ပေါက်မှာပြန်ထိုးလိုက်မယ်ဆိုလို့ရှိရင်ဒီမွေးလန်းချောင်းပိုးဝင်မှဒီယောဂတွေအများကြီးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကွန်ဒုံးကိုမဖြစ်မနေလဲရပါမယ်ရှေ့ပေါက်နောက်ပေါက်အတွက်ကိုလဲရပါမယ်ပြကြလို့ရှိရင်ဂျယ်ပေါ့နော်ဂျယ်ကမရှိမဖြစ်ရှိရမယ်အရာတစ်ခုပေါ့နော်โอเคဒါတွေအားလုံးပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ဒီဟိုပြောမလဲပျော်ရွှင်စရာကောင်းတဲ့ကိုပျော်ရွှင်စရာကောင်းတဲ့အနောက်ဘက်ခရီးသွားခြင်းလေးကိုဖြစ်သွားမှာပေါ့နော်တကယ်လို့အဲ့ဒါတွေဘာမှမပြင်ဆင်တာပဲနဲ့ချက်ချင်းကိုရဲ့ပတနာရချင်နေဆိုတာနဲ့ချက်ချင်းနောက်ရက်ခရီးသွားကြမယ်ဆိုလို့ရှိရင်တော့ပြောစရာမကောင်းပါဘူးเนาะဒါကြောင့်မလို့ပျော်ရွှင်စရာကောင်းတဲ့အနောက်ရက်ခရီးစဉ်လေးဖြစ်အောင်လို့ဒီပြင်ဆင်စရာရှိရလေးတွေပြင်ဆင်လို့ရအောင်လို့ဒီကျွန်တော်တည်ထားတဲ့လောက်လေးကို sharing လုပ်ပေးတာပါဒီကိစ္စရိုးလည်းထူးဆန်းနေနဲ့လည်းမြင်စရာမလိုပါဘူးကြောက်စရာအောင်တဲ့အရာတစ်ခုနေနဲ့လည်းမြင်စရာမလိုပါဘူးဒါကကိုကသွားခရီးကသွားတိုက်ရင်ပျော်စရာကောင်းတယ်လို့မသွားတိုက်ရင်လည်းအန်ဒီရဲ့ရှိရပေါ့နော်ဒါကြောင့်မို့ပြင်ဆင်စရာရှိရလေးလေးပြင်ဆင်မှခရီးသွားကြပါလို့ပြောချင်ပါတယ်ဟုတ်တခြားသိချင်တာလေးရှိလို့ရှိရင်မေးလို့ရပါတယ်နော်တတာ